မျိုးသားတစ်ယောက်ဟာစားတောက်ဆိုင်မှာဘေးရှင်းဖို့လှုပ်လိုက်တဲ့အချိန်သူစားလိုက်တဲ့ထမင်းတစ်နက်ကဒေါ်လာ18တူညာတောင်ကျတင်နေတာကိုတွေ့ပြီးလန့်သွားပါတယ်။အဲ့ဒီမှာတင်သူနဲ့ပွင့်တဲလာလုပ်နေတဲ့အမျိုးသမီးဟာလိန်ညာစားတောက်နေတဲ့အလိန်ညာမတစ်ယောက်ဆိုတာသူချက်ချင်းရိပ်မိသွားတာပေါ့သူတီးသွားတာကိုရိပ်မိမသွားအောင်လို့သူကနောက်ထပ်ဟင်းပွဲတွေထပ်မအောင်မယ်ဆိုပြီးလိန်ပြောလိုက်ပါတယ်။ပြီးတော့ဈေးကြီးတဲ့ဝိုင်တွေနဲ့ဟင်းပွဲတွေကိုစပွဲပေါ်မှာအများကြီးထပ်မလိုက်ပါတော့တယ်။အဲ့ဒီအလိန်ညာမကတော့ဒီနေ့တော့ငါကြီးတကောင်မိပြီဆိုပြီးဝမ်းတာနေတာပေါ့တကယ်တော့သူမဟာအမျိုးသားရဲ့ထောင်ချောက်ထဲကိုတဖြည်းဖြည်းညှစ်ဝင်နေပြီဆိုတာမသိရှာပါဘူးနှစ်ယောက်သားဝအောင်စားပြီးတဲ့နောက်မှာအမျိုးသားကသူ့ဖုန်းကအားကုန်သွားလို့ဆိုပြီး power bank နဲ့အသွင်းဖို့စပွဲပေါ်တင်ထားလိုက်ပါတယ်ပြီးတော့သူ့တငယ်ချင်းကိုဖုန်းဆက်ဖို့ဆိုပြီးအမျိုးသမီးရဲ့ဖုန်းကိုခဏငှားလိုက်ပါတယ်အမျိုးသမီးကတော့ဒီနေ့ပတ်စံအများကြီးရတော့မယ်ဆိုပြီးကြိတ်ပြောနေတာပါအမျိုးသားကဘေးမရှင်းပဲထွက်ပြေးမှဆိုလို့ဆိုင်ကလူမိုက်ကောင်ပလာကြီးတွေကိုလည်းစောင့်ကြည့်ခိုင်းထားပါသေးတယ်ဖုန်းဆက်ပြီးတဲ့နောက်အမျိုးသားကသူ့တငယ်ချင်းစီကဖုန်းပြန်လာမှမို့လို့ဆိုပြီးအမျိုးသမီးရဲ့ဖုန်းကိုသူ့ပဲကင်ထားလိုက်ပါတယ်အမျိုးသမီးကလည်းဘာမှမတင်ကပဲခွင့်ပြုလိုက်တာပေါ့နောက်ဆုံးမှာတော့အမျိုးသားကဘေးရှင်းဖို့ထားသွားပါတယ်သူကပတ်စံအထက်လိုက်ထုတ်ပြလိုက်ပေမဲ့ဘေးနဲ့မလောက်တာကြောင့်အိတ်ထဲပြန်ထည့်လိုက်ပါတယ်ပြက်နဲ့ရှင်းဖို့လုပ်နေတော့မှပဲလူတယောက်ဆိုင်ထဲဝင်လာပြီးသူ့ကားကလမ်းပိတ်နေလို့အမြန်ရွှေ့ပေးပါဦးလို့လာပြောပါတယ်အဲ့ဒါနဲ့အမျိုးသားကကားအရင်သွားရွှေ့ဖို့ထွက်သွားတာပေါ့သူ့ရဲ့ပတ်စံအိတ်ကစပွဲပေါ်မှာကြံနေခဲ့တာကိုမြင်တော့အလိန်ညာမတွေကသူ့ထွက်ပြေးမှမဟုတ်ဘူးဆိုပြီးစိတ်အေးနေကြပါတယ်ဒါပေမဲ့မထင်မှတ်ပဲအမျိုးသားကအပြင်ရောက်တာနဲ့ကားပေါ်တက်ပြီးလီဘာကိုအကုန်ငင်းကဆိုင်ကနေအမြန်ဆုံးမောင်းထွက်သွားပါတော့တယ်တကယ်တော့စပွဲပေါ်ကပတ်စံအိတ်ထဲမှာပတ်စံတပြားမှမရှိပဲစက်ကူတွေပဲရှိတာပါပတ်စံထုတ်ပြတော့ကသူကခိုးပြီးသူ့အိတ်ကထဲပြန်ထည့်ထားတာဖြစ်တယ်လို့အမျိုးသမီးရဲ့ဖုန်းကိုလည်းဖုန်းအတူတလုံးနဲ့အသားလေးလဲထားခဲ့တာပါအလိန်ညာမတွေတစ်ခုခုမားနေပြီဆိုတာသိလိုက်တဲ့အချိန်မှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီ